ပြားရည်စစ်လေးတွေကိုဒီလိုမျိုးဆေးပစ်လေးနဲ့မြင်ဖူးခဲ့ကြပြီမဲ့ပြားရည်ကဒီလိုလေးခဲနေတယ်ဆိုရင်အစ်စ်ဟုတ်မဟုတ်ပြောပြချင်လို့ပါဒါလေးတွေကတော့ရတာစုံပြားရည်ပါဒီပြားရည်လေးတွေကို10နှစ်ရွယ်သူမလေးကသူတို့ကျောင်းကလေ့လာရခီးသွားရင်းနဲ့ဝယ်လာပေးတာပါပန်းပေါင်းစုံပြားရည်ကော်ဖီပြားရည်လိုက်ချစ်ပြားရည်နဲ့လောင်ကန်ပြားရည်ဆိုပြီးတော့မှ၄မျိုးပါတယ်ဒီပြားရည်အားလုံးကအသီးရဲ့အရသာနဲ့ဖော်ဆထားတဲ့ပြားရည်မဟုတ်ပါဘူးဖွင့်ကြည့်မယ်နော်ဒီပြားရည်ကခဲနေတယ်ဒါလေးကတော့ကော်ဖီပင်ရဲ့ပန်းဝတ်ရည်ကနေရထားတဲ့ကော်ဖီပြားရည်လေးပါဒီပြားရည်လေးကလုံးဝမခဲဘူးပြားရည်လေးကလေဆေးပြပြလေးကော်ဖီနှံ့လေးရဲ့ပြားရည်နှံ့လေးရဲ့မွေးလေးပြားရည်စစ်မစစ်သိချင်ရင်ဇွန်လေးနဲ့ဒီလိုမျိုးလေးကော်လိုက်ပြားရည်လေးတွေကအဆက်မပြတ်စီးဆင်းသွားတယ်ဆိုလို့ရှိရင်ဒါကပြားရည်စစ်တယ်လိုက်ချစ်ပြားရည်လောင်ကန်ပြားရည်နဲ့ပန်းပေါင်းစုံပြားရည်ကအားလုံးခဲတယ်ခဲနေတဲ့ပြားရည်လေးတွေကအစ်စ်ဟုတ်မဟုတ်ဆိုမှလေ့လာကြည့်တဲ့အချိန်မှာပြားရည်ကတော့ပန်းဝူရည်ကနေရတာပေါ့နော်အခဲဖြစ်လွယ်တာကပန်းဝူရည်ကနေပါလာတဲ့အချိုဓာတ်အမျိုးအစားမတူလို့ပါတဲ့ပြားလေးတွေတည်ဆောင်လာတဲ့ဝူရည်ထဲမှာတစ်တိအချိုဓာတ် fructose များနေလို့ရှိရင် तू ကအရည်ဖြစ်ပြီးတော့မှအခဲဖြစ်ဖို့ခက်ခဲပါတယ်တကယ်လို့တကြားအချိုဓာတ် glucose များနေလို့ရှိရင်အခဲပိုဖြစ်လွယ်ပါတယ်လို့လေ့လာသိရှိရတယ်အရောင်အဖြော့ဆုံးကတအားချိုတယ်ကလေးတွေအကြိုက်ပေါ့နော်အနံ့လေးကတော့မွေးလေးအရသာလေးတွေကလည်းတမျိုးစီစားလို့ကောင်းနေတယ်ဝယ်လာပြီးတဲ့သူမလေးလည်းကျေးဇူးတင်တယ်ဒီလိုမျိုးထူးခြားပြီးတော့မှအရသာစုံနဲ့ပြားရည်စစ်လေးကိုမြည်ဆန်းကြည့်ချင်တယ်ဆိုလို့ရှိရင်နော် link လေးချိန်ထားပေးပါမယ်အဲ့ဒီနောက်မှာတွားရောက်ဝယ်ယူနိုင်ပါတယ်